င်းသမီးအစ်စ်ပုံပြင်ရှေးတုန်းကမင်းသားတစ်ပါးသည်ခမဲတော်မဲတော်တို့ထံဝင်၍သားတော်မောင်သည်အချိန်ရွယ်ရောက်ပြီဖြစ်ပါသောကြောင့်အိမ်အောင်ဖက်ရှာရန်အခွင့်ပြုတော်မူပါဖျားဟုလျှောက်လေသည်ထိုအခါမိဘနှစ်ပါးကသားတော်မောင်နှင့်ထိုက်တန်သောမင်းသမီးများနေပြည်တော်တွင်ရှိပါသည်နှစ်သက်ရာကိုရွေးယူပါလော့ဟုမိန့်တော်မူလေသည်မှန်လားပါနေပြည်တော်တွင်ရှိသောမင်းသမီးများကိုမင်းသမီးအစ်စ်များဟုသားတော်မောင်မထင်ပါအရက်လေးမျက်နှာသို့ထွက်၍ရှာရမှသာလျှင်မင်းသမီးအစ်စ်ကိုတွေ့ရလိမ့်မည်ထင်ကြောင်းပါဖျားဟုလျှောက်လေသည်တို့ဖြစ်ပါကဘာကြီးတော်မင်းကိုအတူခေါ်၍သားတော်မောင်နှစ်သက်ရာမင်းသမီးအစ်စ်ကိုရှာပါလေလော့ဟုခမဲတော်မဲတော်တို့ကအနူးညွတ်ခွင့်လွှတ်လိုက်ကြလေသည်ထို့ကြောင့်မင်းသားသည်မြင်းဖြူကြီးကိုစီး၍၎င်းဘာကြီးတော်မင်းသည်မြင်းငယ်ကိုစီး၍၎င်းနေပြည်တော်မှထွက်ကြလေသည်ပထမသောမင်းသားတို့သည်မြောက်ဖက်စီးနှင်းတိုင်းပြည်သို့သွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မျိုးမသည်မင်းသမီးမဲ့မိုးထိုးဖြစ်ပါသည်ကျွန်တော်မျိုးမကိုလက်ထပ်၍တိမ့်ပိုက်မည်ဆိုပါလျင်စီးနှင်းတိုင်းပြည်ကိုတဝက်ပိုင်ရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမဲ့မိုးထိုးကိုမြင့်လွန်းလာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခွာခဲ့လေသည်နေကြီးတိုင်းပြည်သို့သွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မျိုးမသည်မဲပူးညက်ဖြစ်ပါသည်ကျွန်တော်မျိုးမကိုလက်ထပ်၍တိမ့်ပိုက်မည်ဆိုပါကဤနေကြီးတိုင်းပြည်၏အိမ်ရှိမင်းရာထူးကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမဲပူးညက်သည်အရက်နှိပ်လွန်းလာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ထို့နောက်မင်းသားတို့သည်အရှေ့ဘက်နေထွက်နိုင်ငံသို့သွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုအမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မျိုးမသည်မင်းသမီးမဲဝါတုတ်ဖြစ်ပါသည်ကျွန်တော်မျိုးမကိုလက်ထပ်၍တိမ့်ပိုက်မည်ဆိုပါကဤနေထွက်နိုင်ငံ၏စစ်တေနာပတိယာထူးကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကဤမင်းသမီးမဲဝါတုတ်သည်မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ထို့နောက်မင်းသားတို့သည်အနောက်ဘက်နေဝင်နိုင်ငံသို့သွားကြလေသည်ထိုအရက်တွင်လှည့်လည်ရှာဖွေကြသောအခါအမျိုးသမီးတဦးနှင့်တွေ့လေသည်ထိုမျိုးသမီးကမင်းသားအားအရှင်မင်းသားကျွန်တော်မျိုးမသည်မင်းသမီးမဲ့ပိန်ညောဖြစ်ပါသည်ကျွန်တော်မျိုးမကိုလက်ထပ်၍တိမ့်ပိုက်မည်ဆိုပါကဤနေဝင်နိုင်ငံ၏နန်းရင်းဝင်ရာထူးကိုရပါလိမ့်မည်ဟုပြောလေသည်သို့တော်လည်းမင်းသားကမင်းသမီးမဲ့ပိန်ညောသည်ပိန်လွန်းလာ၍မင်းသမီးအစ်စ်မဟုတ်နိုင်ဟုဆိုကာထွက်ခဲ့လေသည်ဤသို့ဗကြီးတော်မင်းနှင့်အတူအရက်လေးမျက်နှာသို့ထွက်ကာမင်းသမီးအစ်စ်ကိုရှာခဲ့ရာမောယုံသာရှိ၍မတွေ့ခဲ့ရသဖြင့်မင်းသားသည်စိတ်ပြက်ညှိုးငယ်စွာမဲတော်ခမဲတော်တို့ဆံရာနေပြည်တော်သို့ပြန်ခဲ့လေသည်တခုသောညဦးချိန်တွင်မင်းမိဖုရားနှစ်ပါးနှင့်သားတော်မင်းသားတို့သည်နန်းတော်ဆောင်မကြီးအတွင်း၌စကားဆက်မည်ပြောနေကြလေသည်အပြင်ဘက်၌ကလျက်ပြက်လျက်ရှိ၏မိုးချုံလျက်ရှိ၏လေကျလျက်ရှိ၏မိုးသေးလျက်ရှိ၏ထိုအခါမိဖုရားကြီးကမိုးရေရွာလေတွေတိုက်နှင့်ပြင်းဖွယ်ကောင်းလာသည်ပျော်တော်ဆက်အမတ်ကြီးလည်းရောက်မလာပါလားဟုပြောဆိုနေခိုက်နန်းတော်တကားရွက်ကိုခောက်တန်ကြားကြလေသည်ပျော်တော်ဆက်အမတ်ကြီးလာသည်ထင်၍တကားကိုဖွင့်ပေးလိုက်ကြသောအခါမိုးရွှဲဆိုနေသောအမျိုးသမီးတဦးကမိုးခိုခွင့်ပြုရန်တောင်းပန်သည်ကိုသာတွေ့ရလေသည်ထိုအခါတနာကျင်နာတတ်သောရှင်ဘုရင်ကြီးကလာပါဝင်ပါသမီးငယ်ကဘသူများပါလဲဟုမေးရအရှင်မင်းကြီးဖျားကျမသည်မင်းသမီးတစ်ပါးဖြစ်ပါသည်ဟုအမျိုးသမီးကလျှောက်လေသည်မင်းသမီးအစ်စ်ကိုတောင့်တလိုလားနေကြသောမိဖုရားကြီးနှင့်သားတော်တို့မှလည်းအလွန်ဝမ်းသာအားရရှိကြလေသည်ထို့နောက်မိဖုရားကြီးသည်ထိုအမျိုးသမီးကလေးမင်းသမီးအစ်စ်ဟုတ်မဟုတ်ကိုစုံစမ်းလိုသဖြင့်အပြိုတော်တို့ကိုခေါ်ကာအမျိုးသမီးကလေးအိပ်ရန်တလွန်တော်အပြင်ခိုင်းလေသည်ပထမဦးစွာမွေးရာတစ်ခုထက်တွင်စားတော်ဘဲတစ်စေကိုထားစေသည်ထို့နောက်ဂွမ်းနုမွေးရာ20ကိုအပေါ်ကထက်၍ခင်းစေသည်ထိုတို့ပြင်ပြီးသောအခါအမျိုးသမီးကလေးကိုခေါ်၍အိပ်စေလေသည်အမျိုးသမီးကလေးသည်ရေမိုးချိုးဝတ်ကောင်းဝတ်တက်လဲ၍ဖျားပထိုးရှိခိုးဆူတောင်းကထူးဆန်းလာစွာသောထိုအိပ်ရာကြီးထက်သို့တက်လေသည်နေ့အချိန်ကမိုးရွာတဲ့တွင်မောပန်းလာသဖြင့်အာရပါရအိပ်ပါတော်မူဟုလှဲချလိုက်သောအခါအိပ်၍မရကြောအောက်ကစလုံးစခုတစ်ခုခံနေသည်ဟုထင်မိလေသည်လက်ရဘက်ဆောင်၍အိပ်ပြန်၏လက်ရဘက်စလုံးစခုခံနေပြန်၏လက်ဝဲဘက်ဆောင်၍အိပ်ပြန်၏လက်ဝဲဘက်ကစလုံးစခုခံနေပြန်၏တို့ဖြင့်တခေါင်ချိန်သို့ရောက်၏လင်းကျက်တွန်တန်ကိုကြားရ၏နေထွက်တရှူသို့ရောက်သောအခါမိဖုရားကြီးသည်အိတ်ခမ်းတွင်သို့ဝင်လာသည်
စင်းသောမျက်တောင်ဝေသောမျက်စိညှိုးသောမျက်နှာဖြင့်နွမ်းလျနေသောအမျိုးသမီးကလေးကိုမြင်ရသောအခါမိဖုရားကြီးကအလိုသမီးငယ်ညကကောင်းကောင်းမအိပ်ရဘူးလားဟုမေးလေသည်မှန်လားပါညကတညလုံးတမေးမှမပြောပါတီအိပ်ရာအောက်မှာဘာရှိသည်မသိကြောအောက်ကစလုံးစခုနှင့်တကိုယ်လုံးကိုနာနေပါပြီဟုလျှောက်ထားသောအခါမိဖုရားကြီးသည်ပြုံး၍အခန်းမှထွက်သွားပြီးနောက်ရှင်ဘုရင်ကြီးစီတိုးရောက်လျင်မင်းသမီးအစ်စ်ကိုတွေ့ရပြီဟုပြောလေသည်အမျိုးသမီးကလေးသည်လွန်ခဲ့သောညကအလွန်ထူထပ်စွာသောမွေးရာအောက်တွင်စားတော်ပဲတစေထားသည်ကိုပင်သိသည်ဆိုသောသတင်းကိုသိရသောအခါတားတော်မင်းသားသည်လည်းမင်းသမီးကိုတွေ့ရပြီဟုဝန်ခံလိုက်လေသည်နောက်မကြာမီပင်မိမိဖုရားနှစ်ပါးတို့သည်ထိုမျိုးသမီးကလေးကိုမင်းသားကလေးနှင့်ထိမ်းမြလက်ထပ်ပေးလိုက်လေသည်ပုံမြင်လေးရဲ့သင်ခန်းစာကတော့အစစ်အမှန်ကိုတေချာစစ်ဆေးပြီးလူတံမိုးနှင့်စိတ်တန့်ရှင်းမှုကိုအလေးထားသင့်ပြီးစစ်မှန်သူများသည်မြည်သည့်အခြေအနေတွင်မဆိုထင်ရှားနေကြသည်